အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကီရောမှာကျွန်တော်ဒီနေ့ episode မှာတော့ကျွန်တော်ဒိုင်ဝမ်ဖူးကမှာရှာမယ်ပြီးတော့ဂျင်နာပုတ်ကျွန်တော်နည်းနည်းမဆက်စုပါသေးဘူးနော်ကျွန်တော်နည်းနည်းလေးဆက်စုမယ်အမှန်တမ်းပြောမယ်ဆိုတော့ကျွန်တော်လိုဂျင်နာ village ပါဒါပေမဲ့ရှင်းမရှိတော့မသိဘူးနော်ဒီဘက်နောက်ကိုရင်သွားမယ်ဒါပေမဲ့ရေပုံးတစ်ပုံးတော့ခတ်တော့အောင်မယ်ကြလိုရမယ်ရလေးကျွန်တော်ဒီနားလေးတော့ကျွန်တော်တခါရောက်ဝယ်တယ်ဒါလေးကကျွန်တော်အရင်က drone နဲ့ရင်ဖြစ်ခဲ့တဲ့နေရာလေးပေါ့နော်ဟိုရင်တော့ခေတဲ့ဆင်းသွားလိုက်တာကောင်းမလားလိုလေးဦးထင်တယ်ကြာဘာလို့ဆိုတော့ကျွန်တော်နေရာလေးရင်ရှာကြီးမှပဲခေတဲ့ဆင်းသွားမယ်ကြာဟိုလက်ချောက်ဒီမှာခေရတော့မိုက်တော့မိုက်တယ်ကြာဒိုင်မတော့ရှိဖို့တော့လာမတွေ့ဘူးဘာလို့ဆိုတော့တိုင်းမနေဘူးတင်နေအော်ဒီနေရာကျွန်တော်တခါရောက်ဝိုက်ကြာမဟုတ်ဘူးကျွန်တော်ဒီနေရာကြီးဆင်းသွားတယ်ဒီမှာဒီရှိကဒီခေတဲ့ကျွန်တော်ဆင်းသွားတယ်ကြာတခါဒါလေးတေးသေးလေးဆိုရလीဒီဘက်ထဲအိုက်ဘေးကကြောက်တယ်ကျွန်တော်ဆင်းသွားပြီကျွန်တော်ရောက်ပြီးတဲ့နေရာကြီးအဲ့ဒါကိုကျွန်တော် episode 1မှာကျွန်တော်ဆင်းခဲ့ပွားပြီပေါ့နော်အဲ့တော့နေရာတိပဲလိုက်ရှာပါတော့မယ်နောက်ကြမှာပဲခေတွေ့မှဆင်းတော့မယ်အခုလည်းကြောအစားအစာအတွက်တော့တက်ရမှာပဲဟိုကျွန်တော်မရောက်ခွင့်တဲ့နေရာကျွန်တော်စတော့ရောက်လာပြီဒီမှာအိုးမချမ်းကေဂျန်ကေရောက်ပြီကျွန်တော်ဂျန်ကေကတော့အကြိုက်ဆုံးတော့ထဲမှာပါတယ်တဲ့ကျွန်တော်ထင်တယ်ကျွန်တော်နာမအပိကနေကြားတယ်ထင်တော့ထင်တာပဲတော်တော်ကြားနေတယ်နည်းနည်းမဟုတ်ရှိမှာဝက်ရီရဒါပေမဲ့မတက်ရမနေနိုင်မလို့တကောတက်လိုက်အောင်မယ်ဒီဂျန်ကေတော့လေးဝင်ကြည့်မယ်ဂျန်ကေတော့လေးကကျွန်တော်ဂျန်ကေပင်ပေါက်လေးတော့နေယူပါအောင်မယ်ဆိုတော့ကျွန်တော်တားဝီးမလာရအောင်လို့မလောက်မှလည်းဒီလိုလာခုမှာပေါ့ဂျန်ကေကြီးတွေ့ရဆိုတော့ကျွန်တော် village တော့နာမရှိဘူးတော့အစီအစဉ်မရှိဘူးထင်တယ်ဒါပေမဲ့တချို့ village တွေရောဂျန်ကေနာမရှိပါဘူးပုံမှန်တဲ့ဆိုင်တော့ရှိဘူးတော့ချက်နေဝိုက်ထင်တယ်ဟိုကျွန်တော်ဂျန်ကေထဲမှာလောက်ခဲ့နေပေါက်တကယ်ရိုက်ကုန်လုံးဘရိုကြည့်နေပြင်းသွားလိမ့်မယ်အဲ့တော့ကျွန်တော် skip လိုက်ပါတော့မယ်โอเคကျွန်တော်အနေနဲ့တက်တော်ထဲမှာပေါက်တကယ်လိုပြီးဆိုတော့ကျွန်တော်ဒိုင်မွန်ရှာဖို့ပဲလိုပါတယ်ကျွန်တော်ရဲ့ဒီ episode ရဲ့ goal ဖြစ်တဲ့ဒိုင်မွန်ဖူးကမှာရှာပါမယ်ဒိုင်မွန်ဖူးကမှာရှာဖို့ကျွန်တော်ဒီနားလေးနဲ့တော့ပတ်တော့အောင်မယ်ကြာဘာလို့ဆိုတော့ဒီနားမှာဆိုရင်တော့တူးရမယ့်နေရာမကောင်းဘူးလေအဲ့တော့ကျွန်တော်ကြားဖို့ကတော့ mine rain တွေထဲမှာဝင်တူးရထက်အရင်ဒိုင်မွန်ရှိတဲ့ level ကိုတွားပြီးတူးတာပိုကောင်းတယ်လို့ကြားဦးပဲတဲ့အဲ့တော့အဆုံးကကျွန်တော်ဟိုဘက်သွားပြီးဆိုကျွန်တော်ဒီဘက်သွားပါမယ်နောက်mine rain တွေးရင်လည်းကောင်းတယ်เนาะအဲ့ဒါကိုဆင်းပြီးတော့ကျွန်တော်ဒိုင်မွန်ရှိတဲ့ level ကိုဆင်းသွားရုံပဲကြာကျွန်တော်အမှန်တမ်းပြောပါဆိုကျွန်တော်ဒီ episode က3 TV ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဘယ်နားမှမဆက်စုပါသေးကျွန်တော်နားရီတစ်ခုလုံးဘာမှမရှာသေးဟို village ကျွန်တော်ဒီနားက village ရှိမှတော့ကျွန်တော်လုံးဝမတည်ဘူးပုံမှန်ဆိုရင်နည်းနည်းပါတွားကြည့်ရမှာကျွန်တော်အစောတည်းမှားနေတာဟိုကျွန်တော် village တွေ့ပြီဆိုကျွန်တော် village ထဲကိုနည်းနည်းပါပတ်မှွေပါမယ်အဲ့ရပတ်မှွေပြီးမှကျွန်တော် mind တွားတူးမယ်ပေါ့နော်ဟိုကျွန်တော် village ကိုတော့ရောက်ပြီးကျွန်တော် village ရဲ့အနေအထားကိုနည်းနည်းပါလေ့လာမယ်ဘာလို့ဆိုကျွန်တော်ဒီထဲမှာအဲ့လိုချက်ကောင်းကောင်းတွေပဲရှိမလားပေါ့ဒါကတော့တည့်ရတိုင်းပဲအစုပ်ဘလို့တွေပဲရှိတယ်နော်လေသာအာမာတော့ဘာတော့ပုံမှန်ဆိုတော့လေသာအာမာလေးပါတည်ဟိုနော်ဟေးပဲတို့ဒီဘလို့ဒီမှာတစ်ခုနှစ်ခုတော့မကောင်းလိုက်လားနော်အခုဟေးပဲယူတော့ကျွန်တော်ဟိုးလုပ်ပါမယ်ပြီးရင်ကျွန်တော်ပတ်မှွေလိုက်ပါတော့မယ်ပတ်မှွေရတော့ကျွန်တော်မကြတော့ဘူးကျွန်တော်စကိလိုက်ပါတော့မယ်
โอเคเนาะအစားကျွန်တော်လာပါကန်တွေ့တော့ကျွန်တော်တခါတည်းနေတာပေါ်တယ်စောက်လို့ပေါ့နော်ဒါပေမဲ့ဒိုင်မုတ်တက်ချမှာဆိုကျွန်တော်ဒိုင်မုတ်ပစ်ကတော့ရောင်းယူခဲ့အောင်ပါပဲပြီးတော့ကျွန်တော်စောက်ကျင်တယ်ကျွန်တော်နောက်မှ AC စောက်လို့ရတယ်ဗျာဒီနေ့ကိုရလည်းမပါသေးဘူးဆိုတော့ကျွန်တော်မိုင်းတူကလေးပဲတောက်လိုက်ပါမယ်အားလုံးပဲ let's go โอเคနော်မိုင်းတူကကျွန်တော်အတော်ရွေးကြာသွားခဲ့ကြကျွန်တော်အခုလက်ရှိကျွန်တော်ဒိုင်ယွန်ဖူးအောင်ခရက်ပါမယ်အဲကျွန်တော်ဒိုင်ယွန်ကမနေဘူး30နဲ့9ရောင်းလာမသိကျွန်တော်ရခဲ့အဲ့တော့ကျွန်တော်ထက်ချာနေသေးနေမှာဆိုလို့ပေါ့နော်ကျွန်တော်ထက်မချတော့ဘဲနဲ့ကျွန်တော်ထွက်ခဲ့ရပါအဲဘရိုးတွေ့တဲ့အတိုင်းပဲကျွန်တော်အထက်မှာဆိုရင်ကျွန်တော်အော်စီရီရဲ့ကျွန်တော်ရေအောင်ပြီးရခုံချတာကြီးအဲအများကြီးပဲကျွန်တော်တည်ရပေါ့နော်ပြီးတော့ကျွန်တော် inventory လာရှင်းနေဒီမှာဒီကိုလာပြီးတော့တစ်စိလာထားရပြီးရင်မိုင်းနဲ့တက်ဆင်းတယ်အဲ့ဒါရင်းနဲ့ကျွန်တော်အရှင်ကတော်တော်ကြီးပြလိုက်ရတယ်အဲ့ဒါမလို့35ရောင်းနဲ့ကျွန်တော်ကျင်းနေပြီးပြန်လာပါအခုလက်ရှိကျွန်တော်ဒိုင်ယွန်အားမလေးခရက်ပါမယ်အခုကျွန်တော်အိမ်ရပြီပြီးရင်ဘောင်းပြီအိုးထုတ်တစ်ခါလုပ်လို့ရမလားဒရုန်းထည့်ဖို့မေးပါအိုးထုတ်ပင်ဒီနှစ်ခုထည့်လိုက်မယ်ဆိုရင်ကျွန်တော် fnap ပါတစ်ခါလေးရပြီအခုကကျွန်တော်ရဲ့အရေးကြီးဆုံးလက်နက်ဖြစ်တဲ့ပစ်ကတ်လိုပါတည်းရဲ့ဒါကျွန်တော်ဝေးလိုက်ပါတော့မယ်โอเคအိုးထုတ် fnap ဘောင်းပြီအိမ်โอเคကျွန်တော်ဒီနေ့ရဲ့ goal ဖြစ်တယ်ဒိုင်ယွန်ဖူးမှာရောက်ရဒါပေမဲ့နောက်ကြမှာဘယ်လိုတွေ့ရမလားကျွန်တော်အိုင်ယွန်ပစ်ကတ်ကြီးပြအဲ့ရတော်တော်ရုပ်ဆူတယ်โอเคကျွန်တော်အိုင်ယွန်ပစ်ကတ်ကြီးကျွန်တော်နဲ့ပြင်လာအောင်မယ်ကြကျွန်တော်အဲ့ဒါမှဒိုင်ယွန်ပစ်ကတ်ထားခြင်းတယ်အခုလက်ရှိကျွန်တော်မှာတက်တာမရှိဘူးတက်တာလုံးဝမရှိတော့ဘူးဒီထဲမှာရှိသေးတယ်ဒီထဲမှာကျွန်တော်ထည့်ခဲ့ဟုတ်တယ်နော်အော်မှာကျွန်တော်17တောင်ညာကြီးထည့်ခဲ့64ခုတီးပဲအဲ့တော့ကျွန်တော်ဒိုင်ယွန်ပစ်ကတ်ခရပ်ပါမယ်ပြီးရင်ကျွန်တော်ရဲ့ဒီအဲ့နောက်ကျမှာဒိုင်ယွန်ပစ်ကတ်ထားမယ်โอเคကျွန်တော်ရဲ့ fat ဒိုင်ယွန်ပစ်ကတ်ရရပါပြီဒါဆိုကျွန်တော်တန်ဖိုးရှိတုံးရှာမယ်ကျွန်တော်တောင်းနေမှာမတုံးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပထမဆုံးပစ်ကတ်လေးဖြစ်နေလို့ပါ
အခုလေးကျွန်တော်ဒီနောက်ကျောမှာဒိုင်ဝမ်ပစ်ကတ်ထိဖို့တော့ကျွန်တော်တင်လာအောင်မယ်โอเคဒါကိုထုတ်အောင်မလားမသိရိုက်တာဩတင်ကောက်သွားဩကျွန်တော်နှစ်ခုကြီးထားတာပဲတင်ကောက်သွားတင်တာပဲဒီချက်တဲ့ခဏထည့်လိုက်မယ်မရဘူးဒါလည်းမရတော့ဘာဖြစ်သွားရမသိဒီနားမှာထားမှရတာโอเคကျွန်တော်လိုချင်တာရပါပြီမှန်ကွဲပါဦးမယ်โอเคနော်အခုလက်ရှိအင်ဂျင်လေးထောက်ပါမယ်ပြီးရင်ကျွန်တော်ဒီ episode 3ကိုအဆုံးတက်ပါမယ်အားလုံးပဲဒီနေ့ episode တော့လောက်ပါပဲနောက် episode ပြန်ကြည့်ရအောင်မယ်အားလုံးပဲဘိုင်ပါ